တီရူကဘာဗုဒ္ဓတက္ကသိုလ်ရန်ကုန်ဤဒီကျောင်းသားများစာရန်ဖတ်ပွဲပြုလုပ်နေတာဖြစ်ပါတယ်ကျောင်းသားများခုဖတ်နေတာကဒီသတ်စင်စတာ6ခုရှိရတဲ့အသတ်စင်စတာကျောင်းသားတွေပါနေပြီးတော့စာရန်ဖတ်နေတာဖြစ်ပါတယ် presentation ပြုလုပ်နေတာဖြစ်ပါတယ် seminar ပေါ့ဒီနေ့2026 August လ13ရက်ဖြစ်ပါတယ်နေ့လယ်2နာရီမှာစတင်ပြီးတော့ကျောင်းသားတွေအတွက်စာရန်ဖတ်တဲ့လေ့ကျင့်ဖြစ်တော့ဘုဒ္ဓရအောင် story seminar ပြုလုပ်ပြီးတာဖြစ်ပါတယ်တပ်ပြီးကျောင်းသားတွေဖြစ်ပါတယ်နောက်တစ်ချိန်ကျတော့ master ကျောင်းသားတွေ MA ကျောင်းသားတွေအတွက်ပြုလုပ်ပေးမှာဖြစ်ပါတယ်ဘုရားပြည့်သို့ရောက်ပြီးကာစအချိန်၌ဘုရားကာယနဲ့ဘုရားရှင်ဆံမှာလည်းပဲစံတော်တတ်တော်များရရှိခဲ့ပါတယ်ဗျာဒီရန်တရသမိုင်းများရသဘုံတဲ့ကြီးနောင်ကစံတော်တတ်တော်များကိုရန်ကုန်မြို့ရှိဒီမုဒ္ဒရာဘုန်းတော်တို့ပင့်ဆောင်ကဌာနထားပူဇော်ခဲ့ကြပြီးခုနေဟာယခုဆိုလို့ရှိရင်မာရမကကဘာကပါအမှတ်ပြုတဲ့ရွှေတကုံစေတော်မြတ်ကြီးဖြစ်ထင်ရှားရရှိပါတယ်ဗျာဒီသမိုင်းကြောင်းဟာမြန်မာနိုင်ငံကိုမြတ်စွာဘုရားရှင်ကြီးစံတော်တတ်တော်များနဲ့တရားတော်များစောစောစတင်လက်ခံရရှိခဲ့သည့်တိုင်းပြည်များထဲမှာတစ်ခုဖြစ်ခိုင်မာစွာညွှန်းဆိုပြသနေပါတယ်ဗျာဒီနိုင်ငံရာဇဝင်ကျမ်းများမှာဆင်းသက်လာသောဆင်လာယုံကြည်ခြင်းအရာတတိယသံဃာယနာတင်မင်းများအသောကမင်းကြီးဟာဒီစီ300စုနှစ်တွင်သုဝနာဘူမိတပြုံဒေသသို့ဗုဒ္ဓဘာသာသာသနာပြုရန်အတွက်ရှင်သောနာမထေရနဲ့ရှင်ဥဒ္ဒရမထေရဟူသောဉာဏ်တော်နှစ်ပါးကိုဆင်လွှတ်ပြီးပဏမဥစွာသာသနာကိုစနစ်တကျစိုက်ထူခဲ့တော်မူလည်းပဲဘုရားတပည့်တော်တို့တွေ့မြင်မှာဖြစ်ပါတယ်ဗျာ။ဒီ900စုမှ900စုတွင်ပြုမျိုးပြနိုင်ငံများဖြစ်သောတရိခေတ္တရအနန္တနဲ့ဗေဒနိုးတို့တွင်ထေရဝါဒဗုဒ္ဓဘာသာမဟာယာနဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာတို့ရောနောထွန်း